တူသောအကျိုးဒါမှမဟုတ်ဓမ္မခန္ဓာကိုအနှစ်ချုပ်တရားရဲ့သဘောကိုပြောစမ်းမှာဆိုတခွန်းနဲ့ပြောတူသောအကျိုးပေးလိမ့်မယ်ပြောအဲ့တော့သူများတွေမကောင်းတာလုပ်တယ်အောင်မကောင်းကျိုးပေးပါစေလို့ဘယ်သောအခါမှဆုမတောင်းကြနဲ့နော်ဒါတခုကိုဗုဒ္ဓဘာသာတွေသတိပေးပါတယ်အခုတိုင်းပြည်လုံးအာဟုသို့ဖြစ်ကြတယ်ဆိုတာအဲ့ဒါထိတ်ကလူကအာဟုသို့လုပ်တယ်အောက်ကလူတွေကဒီလူတွေဒီအာဟုသို့နဲ့သေမသူတို့လည်းဘာဖြစ်နေတော့တပြည်လုံးအာဟုသို့တူညီစွာဖြစ်နေတာရှင်းလားဒါမို့လို့ဖုံးဆက်လာတဲ့အကြောင်းကြားလာတဲ့အင်တာနက်မှာတွေ့တဲ့ဘုန်းကြီးဒီလူတွေဘာဖြစ်မှာဟေးသူအာဟုသို့ကိုအာဟုသို့အဖြစ်မခံနဲ့မင်းတို့တပြည်လုံးအာဟုသို့မဖြစ်ကြစေနဲ့ဘသူတရားပြက်ပြက်သူ့အကြောင်းနဲ့သူအားလုံးသဘောပေါက်သလားပြန်ပြောကို့မှာအကြောင်းကံပါမလာရင်ဘာမှအန္တရာယ်သက်ရောက်เสียအကြောင်းမပူဝါနဲ့ခင်ဗျားတို့ကစင်ကာပူရောက်နေတာ